ဆိုင်ရာတောက်ဖွားဆရာမများနေနဲ့ပြည်ပြည်ဆိုင်ရာသူနာပြုများနေအတွက်ကိုဒီနေ့မှာတကယ်ကိုပဲဒီ main sponsor တွေ co-sponsor တွေ supporting partner တွေ company အသီးသီးရဲ့ကူညီပံ့ပိုးမှုနဲ့အတူကျွန်တော် SOR Entertainment ညီကောင်မောင်နှမတွေကနေပြီးတော့ဒီပွဲလေးကိုပုံဖော်ပေးတာဖြစ်ပါတယ်ဆိုင်ရာတောက်ဖွားဆရာမများနေနဲ့ပြည်ပြည်ဆိုင်ရာသူနာပြုများနေပွဲခမ်းနားကိုကျွန်တော်ဒီမှာရှိနေတဲ့လူကြီးမင်းများအားလုံးရဲ့လက်ခုပ်ဩဘာသာများနဲ့အောင်မြင်စွာစတင်ကြရအောင်ခင်ဗျာသူနာပြုဘက်ဆောင်တောက်ဖွားဆရာမများနဲ့မျိုးသမီးကျမ်းမာရေးဆရာမများကျမတို့ရဲ့မျိုးဆက်သစ်တင်နန်းသူတင်နန်းသားတာသမီးများကိုတစုတဝေးတဲ့ညီညီညွတ်ညွတ်နဲ့တွေ့မြင်ရတဲ့အတွက်အများကြီးအားရဝမ်းသာပါလေတချို့ရဲ့ဘဝတွေရဲ့မျောလင်းတဲ့မဲစွာညာလို့မောင်းမဲမဲ Florence Nightingale yeah me a chumna leon dui pige ko ya dui ta yema lu ta jin ne sanaဒိဋ္ဌံစဆိုကျွန်ုပ်တို့သည်လူသားအလုံးဤကိုကျမ်းမာရေးစိတ်ကျမ်းမာရေးကိုကျွန်ုပ်တို့၏အရေးကဲ့သို့ယူဆပါအံ့ကျွန်ုပ်တို့သည်သူနာပြုများဤဂုဏ်သိက္ခာကိုထိန်းသိမ်းပြီးအကျဉ်းစာရိတ္တပြက်ပြားမှုမှရှောင်ကျင်ပါအံ့ကျွန်ုပ်တို့သည်ကိုစွမ်းညံစွမ်းရှိသမျှဂီလာနာပုဂ္ဂိုလ်များအားလူမျိုးဘာသာအဆင့်အတန်းမခွဲခြားပဲပြုစုပါအံ့ကျွန်ုပ်တို့သည်ဒီနေ့အခမ်းအနားကိုကြွရောက်ကြပါတော့ချီးမြှင့်ကြပါတော့ကျမတို့ရဲ့သူနာပြုသားဖွားဆရာဆရာမများအားလုံးကိုမင်္ဂလာပါလို့ကျွန်မတင်းတင်းကြီးကပကုစတာပါတယ်Please come here. Our assignment to go to the မမှန်တော့ဘူးစကားတော့မမှန်တော့ဘူးလုံဆောင်မှုတွေမမှန်တော့ဘူးဒါမျိုးတွေဖြစ်လာလို့ဆိုလို့ရှိရင်အဲ့ဒါဆိုတော့ရေးကြည့်ပါပြီဒါဆိုတော့ကျွန်တော်တို့ emergency care ကြိုလို့လိုအပ်ပါတယ်ကျွန်တော်တို့ချစ်ခင်ယူသေးလေးစားတဲ့ဆရာမကြီးဒေါ်ဝင်းမြင့်ကိုလောက်တော်များနဲ့ကြိုဆိုပေးပါအောင်ခင်ဗျာနော်ဒါကြောင့်မို့ဒါတွေအကုန်လုံးကကျမတို့လို HCP တွေပေါ့တက်လာနော်ကျမတို့အာဟာရဆရာဝန်တွေရောဆရာမတွေရောနော်ဒါတွေအကုန်လုံးမှာကျမတို့တာဝန်ရှိပါတယ်အဲ့တော့
ပါငါရင်တဲ့ကိုမင်းရဲ့လစ်လာခဲ့ Oh me pure this God way Hey 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 me see the cheat way You saw me If I win check out below you did stress and they don't chit to net dream my way Tu vale hard up tinyara mo payment Get on 1 2 3 check no shot chickenဒီကောင်မလေးကပြဆန်အောင်သူရှုံးကမလာပါပဲမယ်။ဥစားတကောင်မတွေ့ရှိလိုက်တော့မယ်။ရှင်တော်ရှိခဲတဲ့မိမတွေတဲ့ဒီကောင်မလေးကသူကတော့ဒီပွဲကိုဖြစ်မြောက်ရေးဖို့အတွက်အစားဆုံးပေါ့နော်စီစဉ်ပေးတဲ့ကျမတို့ရဲ့ SOR Entertainment မှာဒေါက်တာကျော်စရာနဲ့အဖွဲ့ဝင်အားလုံးကိုလည်းအထူးကျေးဇူးတင်ပါတယ်